ကလေးပါ6နှစ်ကနေပြီးတော့တက်လာတာလက်လေးတစ်ဖက်မရှိဟုတ်ပါဟုတ်တယ်တနာလက်တစ်ဖက်မရှိနားပါလက်လေးတစ်ဖက်ပြတ်နေကြဒါဆိုအကောင်ပေါက်လေးလားမသိဘူးနော်ကြည့်ပြီလေအကောင်ကတိတိအကောင်ကတော့အေးတော့ဟုတ်ပါလက်တစ်ဖက်မရှိတာတနားပါကြောက်လို့အဲ့ဒါဟိုတုန်းကဆိုလို့ရှင်လေအဲ့လိတ်တွေပါကင်မိလို့ရှင်လေလိတ်ပုတ်ဆိုတော့အဲ့လိတ်ကိုပါလေရွှေချပြီးတော့တဲ့ကြောက်ကုန်းကိုရွှေချပြီးပြန်လုပ်ရတယ်လက်တစ်ဖက်မပေါ့ဟုတ်လားတနားပါတော့လို့မလေးမလေးလက်တစ်ဖက်မရှိဘူးရောတနားကြတော်လေးကိုဒုက္ခရောက်ဘူးတွေ့တာဟုတ်တယ်ဟိုချောင်းရတယ်လားတော့ချီခါဒီကပေါ်တဲ့ခါကျထွက်လာအောင်ကြီးဟိုချောင်းတက်ပါဆိုတယ်ဟိုလက်ကတော့လက်ဆက်ဟိုဖြစ်တာတော့မဟုတ်ဘူးကြာပြီနော်မျက်လုံးလေးကိုပြူးနေကြောက်နေရတာဒီကိုလန့်နေရပြင်းလေးနဲ့တော့ဒီလိုလေးဖြစ်တော့လုံးဝတော့ဆိုးလို့